အများဆုံးပမာဏဘယ်လောက်ထိချေးပေးဘူးလဲပေါ့တို့လေးရော ချီးပေးပါတယ် ထင်တာစမီတန်အဲ့လိုချေးပေးရဆိုတာအခုစီစီရောက်နေရတော့စမီတန် ID Square ရုံးလေးဖြစ်ပါတယ်အမမင်္ဂလာပါ မင်္ဂလာပါရှင် အမဒီရုံးမှာဘာလုပ်တာလဲမသိဘူး ဒီမှာတော့ translator အဲ့လိုအပြင်မှာချီးငွေဝန်ဆောင်မှုပါပေးနေတာဖြစ်ပါတယ်ရှင် အမရဲ့တနေ့တာလုံးဆောင်ဆက်လေးတွေပြောပြပေးပါအောင် client ဝင်လာပြီဆိုရင် client အနေနဲ့ဒါချီးငွေလျှောက်လို့ရရဲ့လားဆိုပြီးတော့စာရွက်စာတမ်းလေးတွေစစ်ဆေးပေးတယ်တကယ်လို့ချီးငွေလျှောက်လို့ရတဲ့ client ဆိုရင်တော့ဒါချီးငွေလျှောက်တဲ့လုပ်ငန်းစီကိုလုပ်ဆောင်ပေးပြီးတော့ဒါ interview ရဲ့ process ကိုဆက်ပြီးလုပ်ပေးပါတယ် အခု CC ရော ID Square မှာဆိုတော့ဒီမှာ immigration လည်းရှိရယ်ဆိုတော့ဒီမှာလူတွေများလားမသိဘူး ဟုတ်အခုလက်တလောမှာတော့ဒီ work permit လုပ်တဲ့ဒီ process ဖြစ်နေတဲ့ကာလမို့လို့ပေါ့နော်မြန်မာတွေကတော့တအားများပါတယ်အဓိကကတော့သူတို့ဒီအိမ်ပြန်ပို့ချင်တာမျိုးတချို့ကြတော့ဒီစာရွက်စာတမ်းတက်တန်းတိုးလိုက်တဲ့အခါမှာငွေအရေးပေါ်လိုသွားတာမျိုးအဲ့လိုမျိုးတွေအများဆုံးလာပြီးချင်းငွေလျှောက်ထားကြပါတယ် အမချင်းခွေအရာရှိတယောက်နေနဲ့ client တွေကိုဘယ်လိုမျိုးအကြံပေးချင်လဲမသိဘူး အဓိကကတော့တချို့ client တွေက online ပေါ်ကနေစုံစမ်းမိလာကြတာများတယ်ပေါ့နော်အဲ့လိုစုံစမ်းတဲ့အခါမှာဆိုရင်အများဆုံးတွေ့ရတာကသူတို့ဒီပတ်စံတွေကြိုတင်ငွေတွေတောင်းပြီးအလင်ခံရတဲ့ client မျိုးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်တကယ်လို့ချင်းငွေနဲ့ပတ်သက်ပြီးတကယ်စိတ်ဝင်စားရဲဆိုရင်တော့ဒီရုံးခွဲတွေမှာပဲကိုယ်တိုင်ကိုယ်ကြလာပြီးစုံစမ်းမေးမြန်းပြီးတော့ရှောက်ထားတာပို့ဆင်ပြေပါတယ် ရှိပါတယ်ဟုတ်ကဲ့ပါရှင်စမီတန် online မှာလည်းအတုတွေအများကြီးရှိရယ်ပေါ့နော်ဆိုတော့အဲ့ဒါအတုနဲ့အစ်စ်ကိုဘယ်လိုခွဲခြားရမလဲဆိုတာလေးနမူနာလေးပြောပြပြပါအောင်ရှင် စင်ပီတန်အစ်စ်ကတော့လုံးဝချင်းငွေစလျှောက်တဲ့အချိန်ကနေချင်းငွေထုတ်လို့ရတော့တဲ့အထိကိုလုံးဝအခချင်းငွေတစ်ပြားမှမယူပါဘူးတကယ်လို့ဒီနေ့မှာအတုဆိုရင်တော့ကျင်းတွေပေါင်းစာရွက်စာတမ်းတွေအရင်ပို့ကိုင်းပြီးပတ်စံလွှဲကိုင်းတာမျိုးရှိနိုင်ပါတယ် ဟုတ်ကဲ့ဆိုစမီတန်အစ်စ်ကတော့ကြိုတင်ငွေတပြားတစ်ချက်မှမပေးရပါဘူးချင်းငွေလာလျှောက်တဲ့အကြောင်းအရာကအမျိုးမျိုးရှိမှာပဲပေါ့နော်အမပြောခဲ့သူအများစုကတော့အိမ်ကိုပို့ချင်ကြတယ်ဒါပေမဲ့အမဒီမြင်နေကြမဟုတ်တဲ့အကြောင်းအရာလေးဆိုလို့ရှိရင်ဘာဖြစ်မလဲပေါ့ ဟုတ်တချို့ကကြတော့ဒီလိုပိုင်ဆိုင်မှုကိုပြန်ဝယ်တာမျိုးတွေရှိတယ်ပေါ့နော်မြန်မာမှာအိမ်ဝယ်ထားတာတချို့ကြတော့အိမ်ပြန်ဆောက်တာအဲ့လိုမျိုး process လေးတွေရှိတယ်ပေါ့နော် ဒါဆိုလို့ရှိရင်တို့ကလိုအပ်မှလည်းမဟုတ်တခါလေကိုဖြစ်ချင်တာလေးလိုချင်တာလေးတွေလည်းလာပြီးတော့ရှောက်လို့ရရပါတော့ဆိုတော့အဲ့လိုမျိုးဆိုရင်စမီတန်ချင်းဝင်ထုတ်ပေးလားမသိဘူး ဟုတ်ကဲ့တေချာအချက်လက်လေးစီစစ်ပြီးတော့ client ကလည်းပုံမှန်ကောင်းမွန်တဲ့မှတ်တမ်းချင်းဝင်မှတ်တမ်းပိုင်ဆိုင်ထားတယ်ဆိုရင်တော့စင်ပီတန်ကထုတ်ပေးပါတယ်ရှင် ဆိုရပါတယ်ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်ချင်းဝင်မှတ်တမ်းကောင်းဖို့ကတော်တော်အရေးပါတယ်ထင်တယ်နော် ဟုတ်ကဲ့ဟုတ်ချင်းဝင်မှတ်တမ်းကောင်းမွန်တယ်ဆိုရင်နောက်ထပ်ဒီစင်ပီတန်ကနေပေးတဲ့ကောင်းမွန်တဲ့ဝန်ဆောင်မှုတွေကောင်းမွန်တဲ့အခွင့်အရေးတွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ် ဟုတ်ကဲ့ပါဆိုတော့ကောင်းမွန်တဲ့အခွင့်အရေးဆိုတာဘယ်လိုမျိုးလေးတွေလည်းမသိဘူးတစ်ချက်လောက်ကြည့်နေတဲ့သူတွေသိသွားအောင်လို့ ဟုတ်အဓိကကတော့ပထမဆုံးချင်းငွေထုတ်တဲ့အခါမှာချင်းငွေဇယားမှာတေချာပုံမှန်လေးပေးသွင်းသွားတဲ့ client အနေနဲ့နောက်ထပ်ထုတ်တဲ့အခါမှာပမာဏလေးတွေတိုးပြီးထုတ်ပေးသွားတာမျိုးဖြစ်ပါတယ်ရှင်စင်ပီတန်ကကျင်းပတဲ့ campaign တွေမှာလည်းဒါပထမဆုံးကိုယ်တိုင်ကိုယ်ကြပါဝင်နှွှဲပြောနိုင်မှာဖြစ်ပါတယ်ရှင် ထိတ်ဆုံးကနေပါဝင်နေမှာပေါ့နော်ဒီရုံးကဘန်ကောက်ထဲမှာလို့ပြောလို့ရရနော်ဘန်ကောက်ထဲမှာအခြားဘေးနေရာရှိတယ်မသိဘူးရုံးနေ ဘန်ကောက်ထဲမှာဆိုရင်တော့လာကပန်ရုံခွဲမှာတရုံရှိတယ်နောက်ချက်လောက်ကုန်းမှာတရုံရှိတယ်နောက်တစ်ခုကကျတော့အရန်အချက်ကြတဲ့ဘန်ကပီမှာလည်းတရုံရှိပါတယ် ဒါဆိုလို့ရှိရင်ဘန်ကောက်မှာရုံးစုစုပေါင်း၄ခုရှိရပေါ့နော်ဟုတ်ကဲ့ပါအဲ့ဆိုကိုနဲ့နီးစပ်ရရုံးကိုသွားပြီးတော့ချင်းငွေရှောက်ထားလို့ရပါတယ်ကဲဒီချင်းငွေအရာရှိမမချောလေးနဲ့တွေ့ကျင်နေဆိုလို့ရှိရင်တော့စင်မီတန် ID Square ရုံးလေးကိုလာခဲ့ကြပါလို့ဖိတ်ခေါ်ချင်ပါတယ်တဒါ